ကိစ္စပြောအခက်ရပြင်လာရဲ့ခဲအောင်မထီရဲ့ပထဝီရဲ့အဲ့ဒီသုံးမတော့မတင်ခိုင်းဘူးလိုက်ပြောတာပါဟေးဘာဖြစ်လို့လို့ပြည့်စရာကောင်းလို့ပါပြီးတော့မြန်မာစားကလည်းကောင်းကောင်းရစ်တဲ့ဖတ်တိုက်တော်ပြီပေါ့ဘာလို့အများကြီးတင်နေမှာလဲဟေးအင်္ဂလိပ်စာကတော့တတ်ထားတာကောင်းပါလေအင်္ဂလိပ်စာကကြည့်တော့နားလည်တာပေါ့ပြီးတော့သမိုင်းကဆိုပါဦးအိုးရှင်ကအကြောင်းကြီးဆိုတော့နားထောင်လို့ကောင်းတာပေါ့တိတ်ပံကတချို့ကကြိုက်စိတ်မစားဘူးတင်ကြအပေါင်းလုံးအမြောက်ကတထိုင်ပြီးတာပဲအခက်ရတင်ကြတော့ဘာလို့တင်နေမှလဲမသိဘူးဘာမှမထူကြတဲ့ကျွန်တော်ပြင်ဆုံးတယ်ခရီးကန်ကမှအနာသုံးမရှိတာကြည့်ုံနဲ့သိတာပဲအရေးကြီးပြင်တယ်လို့ဆိုရှိတယ်ပြီးတော့အတွင်းတောက်၃တောက်ပေါင်း180ထိသတည်းတဲ့180မကလို့200ပဲရှိရှိဘာလို့ကောင်းဘယ်လိုလဲအဲ့ဒီတိုင်းလဲတဘာဝပေါက်ဘင်းဆိုတာဘာထူးဆန်းလို့လဲသူကသူပေါက်နေတာပေါက်နေမှာပဲအဲ့ဒါကြောင့်မလို့အတဲ့ဟာတွေကိုအလကအချင်းကုန်ကမသိဘူးလာပြောတာပါမောင်ချူမင်းဟာကလေတင်ယုံညွန်းနာမှာကိုပြင်ပြရမလို့ဖြစ်နေပါပြီကွာ